အားလုံးပဲမြင်ကြလားပါဒီနေ့မှာတော့ကျွန်တော်မေးရတဲ့မေးခွန်းလေးကိုပြန်လည်ပြီးတော့ဖြေချပေးခြင်းပါတယ်မေးရတဲ့မေးခွန်းလေးကအသားရည်ပေါ့နော်ကောင်းမှုအတွက်တဘာဝတီးနှံတွေနဲ့ဘလို့စားတောက်ပြီးတော့နေထိုင်လို့ရှင်အသားရည်လှပမလဲဆိုတာကိုမေးရတာပါအဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုကိုပြန်လည်ဖြေချပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အရေးပြားဟာခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအင်္ဂါအစိတ်ပိုင်းတစ်ခုပါဒီအသားရည်ကလည်းကျန်းမာရေးရဲ့ပြရုပ်ဖြစ်တယ်အဲ့အတွက်ကြောင့်ဓာတုပစ္စည်းတွေထက်ပေါ့နော်ကျွန်တော်တဘာဝပေးရဲ့အသီးနှံတွေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကိုဒီအတွင်းကြကြလှပအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အသားရည်အတွက်အကောင်းဆုံးအသီးနှံတွေကိုပြောပြပေးမှာပါပထမဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့အသီးနှံကသင်္ဘောသီးပါသင်္ဘောသီးမှာတဘာဝကဒီအကောင်းတဲ့အင်ဇိုင်းတွေကိုသူကထုတ်လုပ်ပေးပါတယ်သူကဆဲသေးတွေကိုဖယ်ရှားပြီးတော့အသားရည်ကိုဝင်းပစေပါတယ်သူ့မှာဘာတွေပါတယ်ဆိုတော့ဗီတာမင် A ရဲ့ C ရဲ့ E ရဲ့ဒီကြွယ်ဝစွာပါတဲ့အတွက်ကျွန်တော်အရေးချောင်းဖြစ်တာကိုတားဆီးပေးတဲ့အပြင်ကျွန်တော်ဝက်ချံဖူးတွေကိုလည်းသူကတက်တာစေပါတယ်နောက်တစ်ခုကကျွန်တော်ပန်းသီးတစ်နေ့ကိုပန်းသီးတစ်လုံးစားလို့ရှိရင်ဆရာဝန်နဲ့ပြစရာမလိုဘူးဆိုတဲ့စကားအတိုင်းပန်းသီးမှာပါတဲ့ဒီပေါ့နော်ဆဲအသစ်တွေကိုဖြစ်ပေါ်မှုကိုအားပေးတဲ့ဓာတ်တွေကကျွန်တော်ရဲ့အသားရည်ကိုလှပစေပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အသားရည်တင်းရင်နုပြိုလှပခြင်းနဲ့ဆိုလို့ရှိရင်တော့တနေ့ကိုပန်းသီးတစ်လုံးစားပေးပါနောက်တစ်ခုကကျတော့လိမ္မော်သီးနဲ့ဒီကျွန်တော်တံမြာသီးတို့ရှောက်သီးတို့ပေါ့နော်အဲ့မျိုးနွယ်တွေမှာကျွန်တော်ဗီတာမင် C အလွန်ကျွယ်ဝတယ်ဗီတာမင် C ကခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီကောလာဂျင်ထုတ်လုပ်မှုကိုအဓိကအားပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်ဒီကောလာဂျင်ကောင်းကောင်းထုတ်တဲ့အခါမှာအသားရည်တင်းရင်ပြီးတော့ဒီအမဲဆက်တွေကင်းဝေးစေပါတယ်မှဲကြောက်တို့အမဲဆက်တို့ရှိရလူတွေဆိုလို့ရှင်တော့ဒီဗီတာမင် C ပါတဲ့လိမ္မော်သီးတို့တံမြာသီးတို့ဒီရှောက်သီးတို့များများစားပေးဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဖရဲသီးမှာဆိုလို့ရှင်တော့ကျွန်တော်ရေသက်62ရာခိုင်နှုန်းပါဝင်ပါတယ်ဒီအသားရည်6သွေးတဲ့လူတွေအတွက်အကောင်းဆုံးတဘာဝကပေးစွမ်းတဲ့အရာပဲဖြစ်ပါတယ်ဖရဲသီးမှာပါတဲ့ဓာတ်ကကျွန်တော်နေလောင်တန်တွေဒီအရေပြားပျက်စီးတာကိုကာဝယ်ပေးပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဖရဲသီးစားပေးပါနောက်တစ်ခုကကျွန်တော်ထောပတ်သီးမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်ပါတယ်အဲ့ဒီအဆီတွေကအရေပြားနဲ့အဆိုဓာတ်ကိုထိမ့်ပေးပြီးတော့အသားရည်ကိုချောမွေ့အေးဆက်စေပါတယ်နောက်တစ်ခုကျွန်တော်ဗီတာမင် E လဲကျွယ်ဝစွာပါဝင်တဲ့အတွက်ဒီဆဲတွေပျက်စီးမှုကိုသူကတားဆီးပေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ထောပတ်သီးလဲစားပေးပါဟုတ်ကဲ့ပါအသားရည်ကိုလှပစေတဲ့အဓိကဓာတ်တွေအသီးနှံတွေကိုစားတဲ့အခါမှာလဲကျွန်တော်နောက်ဆက်ပြောမဲ့ဓာတ်ကလေးတွေပါမပါသတိထားပြီးတော့စားပေးစေချင်ပါတယ်အန်တီအောက်ဆီဒန့်ဒီဓာတ်သိုးဆန့်ကျင်ပစ္စည်းခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးတော့ဒီဆဲတွေအိုမင်းမှုကိုသူကတားဆီးပေးပါတယ်ဘာလဲဆိုတော့ကျွန်တော်ဗီတာမင် C ဒီအသားဖြူစင်ဝင်းပစေဖို့ကောလာဂျင်သူကဗီတာမင် C ကတိဆောက်ပေးပါတယ်နောက်တစ်ကျွန်တော်တို့ဗီတာမင် E ကကျွန်တော်နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီးတော့အသားရည်ကိုစိုးပြေစေပါတယ်နောက်တစ်ချက်ကျွန်တော်တို့ဗီတာမင် A ဒီဝက်ချံထွက်ခြင်းကိုသူကရှော့ချပေးပြီးတော့အသားရည်အယောင်မမြည်တာကိုသူကပြုပြင်ပေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အဆောင်ရန်ရှောင်ရန်တွေကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆောင်ရန်ကတော့ကျွန်တော်တို့အသားရည်လှပဖို့အတွက်ဆိုလို့ရှိရင်တော့ရေများများတောက်ပေးဖို့လိုပါတယ်ဘလောက်ပဲအသီးနှံစားရေသက်မပြည့်ဝလို့ရှိရင်တော့အသားရည်ကညှိုးနွမ်းနေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ပန်းသီးလိုအသီးတွေစားမယ်ဆိုလို့ရှိရင်တော့အခုမှစားပေးဖို့လိုပါတယ်အဲ့မှာအမြင့်ထက်တဲ့အာဟာရတွေသူကပို့ပြီးတော့ရစီလိုပဲဖြစ်ပါတယ်ကျွန်တော်ယာဒီစာကိုစားပေးပါကျွန်တော်ရဲ့ဒေတာတွေမှာထွက်တဲ့လက်လက်ဆက်ဆက်ယာဒီပေါ်တီးနှံတွေကအာဟာရဓာတ်အပြည့်အဝဆုံးပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်ယာဒီပေါ်တီးနှံတွေကိုစားပေးပါနောက်တစ်ခုကကျွန်တော်တကြားအလွန်ကြုံစားတာကိုရှောင်ရမယ်တကြားဟာကောလာဂျင်ကိုဖြည့်ဆည်းဖြစ်တဲ့အတွက်ပို့ပြီးတော့အရွယ်အိုးစေပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်စီတူပူးရဲကိုထည့်လာတဲ့အသီးတွေပေါ့နော်ကျွန်တော်တဘာဝအတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်ပြုပြင်ပြောင်းလဲတဲ့ဒီတာရှိကန်ပစ္စည်းတွေပါတဲ့ဒီစီတူပူးအသီးနှံတွေကိုမစားဖို့လိုအပ်တယ်အဲ့ဒါတွေကကျွန်တော်အသားရည်ကိုပျက်စီးစေပါတယ်နောက်တစ်ခုကျွန်တော်အရေးကြီးဆုံးအချက်ကအသားရည်လှကျင်တယ်ဆိုလို့ရှင်တော့ညဘက်စောစောအိပ်ဖို့ကအရေးကြီးပါတယ်အသားရည်လှဖို့ဆိုတာကကျွန်တော်1ရက်2ရက်နဲ့မရနိုင်ပါဘူးအသီးနှံတွေကိုနေ့စဉ်ပုံမှန်စားသုံးတဲ့အလေးအကျင့်ကိုလည်းလုပ်ထားဖို့လိုအပ်ပါတယ်ဥပမာကျွန်တော်မနက်စာကိုအသီးတစ်မျိုးစားမယ်နေ့လယ်စာကိုအသီးတစ်မျိုးစားမယ်ပေါ့နော်အဲ့လိုမျိုးတေးရှာအစားထိုးပြီးတော့စားသုံးသင့်ပါတယ်ကျွန်တော်တဘာဝပေးတဲ့အသီးနှံတွေဆိုတာဒီတန်ဖိုးကြီးရဲ့ကျွန်တော် skin care တွေထက်ပို့ပြီးတော့စွမ်းဆောင်ရည်ရှိပါတယ်
ကျွန်တော်ရဲ့အသားရည်ကိုချစ်တယ်ဆိုရင်အတွင်းပိုင်းကနေပြီးတော့အာဟာရကျွေးဖို့ကိုလည်းမမေ့ပါနဲ့အားလုံးပဲပေါ့နော်ကျွန်တော်အသားရည်လှပေါက်အတွက်ဘာတွေစားသုံးသင့်တယ်လဲဆိုတာကိုဆောင်ရန်ရှောင်ရန်လေးနဲ့ကျွန်တော်တရေချာဖြေချပေးလိုက်ပါတယ်အားလုံးပဲအသားရည်ကြည်လင်ဝင်းပါပြီးတော့စိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ကျေးဇူးတင်ပါတယ်